ဆောင်းနားတော့မလားအခုတော့ရှိတယ်ကိုပြောတချင်းဆိုနေကြမှာဘူးမှစူးမချပါနဲ့ဒါမှန်တော့တကားပြောသူ့ရဲ့ mood ပြတ်သွားမှဆုံးလို့ပါအားလုံးတော့တော်ပါတယ်ကျွန်တော်ရံမောင်းနဲ့ဒီပေါင်းဝင်နေတော့ချုပ်အိတ်လို့ရနေပါစူးချခြင်းကိုသိကြမှာလောစခဏလေးပါနော်ကြောက်ပြလို့ပြခဏလေးကဲအခုရဲ့နော်ရာသီဥတုနဲ့လိုက်ဖတ်တဲ့တချင်းလေးဖြစ်တဲ့ဘာလေးစုမာလေးကိုဆောင်းတဲ့ချင်းလေးပိတ်သက်နေရโอเคဆောင်းတဲ့ချင်းကျွန်တော်ရဲ့လင်းလေးကောင်းစရာလေးဆိုပြပါမယ်နော်ရိုက်ပါရာသီဥတုနဲ့လိုက်ဖတ်တဲ့တချင်းလေးโอเคကိုပြိုးရဲ့နာရီနောက်ဆုံးနေနဲ့လက်ခုပ်လေးโอเคအဲ့တော့ကျွန်တော်စောင်းတဲ့ချင်းလေးဆိုပြမယ်လက်စကုပ်ပဲအဖို့တယ်ဘာလို့你说了，你是我家嘛啦？老妈，我是我爸爸的。老妈没洗脸了，我别弄了。哎，别让门了，别回来，对。OK， Let's go。如果是我家的，我拿着。ကျောင်းစစ်အိတ်ဆက်မလုပ်တာလားဗျာနောက်လည်းမင်းတို့ဘာလုပ်တာငါ့ကို